အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဘက်မှာတော့ကြက်ဥဟင်းလေးချက်စားမယ်ပေါ့နော်ဆက်ဆက်ကလေးဇက်ဗလင်နိုင်လေးနဲ့ကဲကျွန်တော်စားချက်လိုက်ရအောင်ဒါတော့ကျွန်တော်ရှလကာရည်နဲ့စီးတာပေါ့နော်ဒီတော့ဒါကတော့ကျွန်တော်ဟိုရင်တစ်ခါသုံးထားတဲ့စီကြော်လေးပေါ့နော်အဲ့ဒါလေးနဲ့ထည့်ချက်လိုက်မယ်ငရုတ်တီကြော်ထားတာဆိုတော့မှုေးနေအောင်ကျွန်တော်ခုနကတော့စီရင်တက်ဖို့ပေါ့နော်စီတက်ဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်ဒါကတော့ curry paste ပေါ့နော်ဒါတော့ငရုတ်တီနီထောင်းထားတဲ့ဟာဒါကတော့ချက်သွန်နီဒါကတော့ချက်သွန်ဖြူဒါတော့7လင်းနှစ်တောက်ပေါ့နော်7လင်းနှစ်ပင်ဟိုမှာတသေးလေးလှီးပြီးတော့ဒါကတော့ပြန်ထုံထားတာပေါ့နော်ဒါလေးနဲ့ထည့်ပြီးစီတက်မယ်ကျွန်တော်စီနဲ့ပူလာပြီဆိုတာနဲ့ဒီမှာဟိုချက်သွန်နီလေးနဲ့ချက်သွန်ဖြူလေးနဲ့အရင်စီတက်ဖို့ထည့်လိုက်မယ်ကျွန်တော်ချက်သွန်စီတက်ထားတာမွေးလာတဲ့အချိန်မှာဒါကတော့ဟိုပါပေါ့နော် curry paste လေးထည့်တောင်းမယ်ဒါကတော့7လင်းပေါ့နော်7လင်းတိတိလေးပြီးထားတာထည့်လိုက်ဒါကစီတက်တဲ့အချိန်မှာမဆလာလေးပါနည်းနည်းထည့်သမ်းမယ်ကျဥဆိုတော့နည်းနည်းလေးအညီကိုများတော့ဗောနော်ကျွန်တော်စီတက်တဲ့အချိန်မှာပဲဒါကတော့ခုနကတော့တန့်ရှင်လောက်ထားတဲ့ကျဥဗောနော်အဲ့ဒါကိုထုံးပြီးတော့တန့်လေးလောက်ထားတာအဲ့ဒါထည့်လိုက်မယ်ကျွန်တော်ဒီကောင်ကိုရတာမဟုတ်နည်းနည်းထည့်မယ်။ချုံမုံနည်းနည်းထည့်မယ်။ဟင်းချုံမုံပေါ့နော်။ညံပြာရည်လေးနည်းနည်းထည့်မယ်။အဲ့တော့7လင်းလေးပါထည့်လိုက်မယ်။ရွားကြရမှာရေဒီချိန်လေးနဲ့မှနေပြီးတော့ရေဒီချိန်အုပ်လိုက်အောင်နော်ကျွန်တော်စီတက်တဲ့ဟာနဲ့လုံးပြီးသွားပြီဆိုရင်လုံးဝဒီမှာရေလေးနည်းနည်းထည့်ပြီးတင်ရပါတော့เนี่ยเราถึงรู้เดี๋ยวเราจะได้จ่ายอันนี้เลยไม่เลยอีกแค่ได้ที่เก่งนะเดี๋ยวมาใช้แค่มาเดียวมาได้อีกอะไรไม่ดีใจไม่เลยอันนั้นก็ชัดเจนนะ
ကျွန်တော်ဟင်းရဒီလောက်ဆိုရင်ဟောရတော့ပါပြီစီပြန်ဖြစ်သွားပြီနော်6သွားပြီတော့မွေးနေရောကဲကျွန်တော်ဟင်းကိုပိတ်လိုက်တော့မယ်အိုးရှယ်လေကျွန်တော်တို့ဟင်းရသွားပြီဆိုတော့စားမဲ့ပကံမှာတစ်ခါလေးပြင်လိုက်မယ်ကျွန်တော်တို့ဒီမှာကျုပ်ဟင်းတန်ရှင်းလေးတော့အိမ်မှာချက်စားကြည့်ပါနော်အရင်စားကောင်းပါလေ